What's your name? Hello, I am Dora. How old are you? I am 28 years old. Where are you from? I am from Myanmar. What's your nationality? I am Burmese. What do you do? I work as an engineer. Nice to meet you. Nice to meet you too. How to introduce yourself in English. English ဘာသာဖြင့်မိမိကိုယ်ကိုမိတ်ဆက်နည်း Step by step for beginners. အင်္ဂလိပ်စာစတင်လေ့လာသူများအတွက်အဆင့်60 အားလုံးပဲမင်္ဂလာပါ Learn English Everyday ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အရေးကြီးဆုံးအရေးချင်းတစ်ခုဖြစ်တဲ့ကိုအကြောင်းကိုမိတ်ဆက်နည်းကိုသင်ကြားပေးသွားမှာပါအစည်းအဝေးတွေမှာပဲဖြစ်ဖြစ်ကျောင်းမှာပဲဖြစ်ဖြစ်တငယ်ချင်းအသစ်တွေနဲ့ပဲဖြစ်ဖြစ်နေရာတိုင်းမှာအသုံးပြုနိုင်မဲ့ရိုးရှင်းတဲ့အဆင့်60ကိုပြပြပေးသွားမှာပါကဲစလိုက်ကြရအောင် Introduction မိတ်ဆက်ခြင်း 6 steps of introducing yourself in English အင်္ဂလိပ်ဘာသာဖြင့်မိမိကိုယ်ကိုမိတ်ဆက်နည်းကိုစတင်လေ့လာရန်အဆင့်60ပါဝင်သောရိုးရှင်းစည်းပုံစံကိုလိုက်နာပါ Step 1 Greeting နှုတ်ဆက်ခြင်း Hello Step 2 Name အမည် I am Step 3 Age အသက် I'm years old Step 4 Location နေရပ် I'm from Step 5 Job အလုပ် I work as a နှင့် Step 6 Personal details ကိုယ်ကိုယ်ရာအချက်လက်များသင်ကိုယ်သင်မိတ်ဆက်စကားပြောဆိုရာတွင်အသုံးပြုနိုင်မည့်ရိုးရှင်းပြီးအခြေခံအဆင့်အတွက်သင်တော်သောပုံစံစီစဉ်မှာအောက်ပါအတိုင်းဖြစ်ပါသည်အဆင့်1ကတော့ greeting နှုတ်ဆက်ခြင်းပါပဲဒါကသင်ရဲ့စကားဝိုင်းကိုဖွင့်ဆိုပုံပါပဲခေါ်ရွေပြီးယဉ်ကျေးပြူငါသောအဖွင့်စကားဖြင့်စတင်ပါဒါကိုလုပ်ဖို့နည်းလမ်းနှစ်ခုရှိပါတယ်တရားဝင်နဲ့အလွတ်သဘောပေါ့ for work or school အလုပ်အင်တာဗျူးတစ်ခုရုံးလုပ်ငန်းသို့မဟုတ်ကျောင်းကိစ္စများအတွက် formal တရားဝင်ပြောပါ hello သို့မဟုတ် good morning good afternoon good evening ဒီနေရာမှာ good morning ကို before 12 noon နေ့လယ်12နာရီမွန်းတည့်ချိန်အထိသုံးပြီး good afternoon ကိုတော့နေ့လယ်12နာရီကနေညနေ4နာရီခွဲအတွင်းမှာသုံးရပါတယ် good evening ကိုတော့ညနေ4နာရီခွဲကနေညသန်းခေါင်12နာရီအတွင်းမှာသုံးရပါတယ် for friends or casual visits သင်အသက်အရွယ်တငယ်ချင်းများသို့မဟုတ်ပေါ့ပါပါတီပွဲများနှင့်တာမန်တွေ့ဆုံပွဲများအတွက်လူများနှင့် informal အလွတ်သဘောနှုတ်ဆက်ခြင်းကိုအသုံးပြုပါပြောပါ hi သို့မဟုတ် hi there hey လို့နှုတ်ဆက်စတင်နှုတ်ဆက်ရပါတယ်ကဲလေ့ကျင့်ကြည့်ရအောင် hello good morning good afternoon good evening hi there hey ကဲလေ့ကျင့်ကြည့်ကြပါဦး Step 2 အမည်ပြောကြားခြင်း State your name သင်အမည်ကိုရှင်းလင်းစွာပြောပြပါ What's your name သင်ရဲ့နာမည်ကဘာလဲ My name is ကိုယ့်ရဲ့နာမည်ကိုပြောပါမယ် I am ကိုယ့်နာမည်ကိုပြောပါသို့မဟုတ် I'm ကိုယ့်နာမည်ကိုပြောပါတဘာဝကျတဲ့စကားပြောတွေမှာ My name is ထက် I'm ကိုပို့ပြီးတော့သုံးကြပါတယ်အတန်ထွက်တာပို့ပြီးပြောင်းပါတယ်ဥပမာ My name is Dora ကျမနာမည်က Dora ပါ I am Dora I'm Dora ကျမက Dora ပါကဲလေ့ကျင့်ကြည့်ကြအောင်ဒီနေရာမှာမိမိရဲ့နာမည်ကိုထည့်ပြီးတော့လေ့ကျင့်နိုင်ပါတယ် My name is Dora I am Dora I'm Dora Step 3 Age အသက်ကိုပြောကြားခြင်း How old are you သင်ရဲ့အသက်ဘယ်လောက်ရှိပြီလဲ How old are you I'm ကိုယ့်ရဲ့အသက်ကိုပြောပါ years old ဒီနေရာမှာမိမိအသက်ကိုထည့်ပြောပေးရပါမယ် I'm 28 years old ကျမကအသက်28နှစ်ရှိပါပြီ I'm 32 years old ကျမကအသက်32နှစ်ရှိပါပြီ I'm 45 years old ကျွန်တော်ကအသက်45နှစ်ရှိပါပြီ I'm 53 years old ကျမက53နှစ်ရှိပါပြီကဲလေ့ကျင့်ကြည့်ရအောင် Step 4
location သင်၏နေရပ်ကိုပြောပြခြင်း where you are from သင်နေထိုင်ရာနိုင်ငံသို့မဟုတ်မြို့ကိုပြောပြပါ where are you from သင်ကဘယ်နိုင်ငံကလဲ I am from country ကိုနေထိုင်တဲ့နိုင်ငံကိုပြောပါမယ် where do you live သင်ဘယ်မြို့မှာနေတာလဲ I live in city ကိုနေတဲ့မြို့နာမည်ကိုပြောပြပါမယ် What's your nationality သင်ကဘာလူမျိုးလဲ I am nationality ကိုယ့်ရဲ့လူမျိုးရဲ့နာမည်ကိုပြောပြပါမယ်ကဲပြောကြည့်ကြအောင် I am from Myanmar ကျွန်တော်ကမြန်မာနိုင်ငံကပါ I live in Yangon ကျွန်တော်ကရန်ကုန်မြို့မှာနေပါတယ် I am Burmese ကျွန်တော်ကဗမာလူမျိုးပါကဲလေ့ကျင့်ကြည့်ရအောင် I am from Myanmar I live in Yangon I am Burmese ကဲပြောကြည့်ကြပါဦး Step 5 Job သင်၏အလုပ်ကိုင်ကိုပြောပြခြင်း Tell them what you do သင်အလုပ်ကျောင်းသားဖြစ်မှုသို့မဟုတ်လက်ရှိလုပ်ဆောင်နေသည့်အရာကိုပြောပြပါအလုပ်လုပ်ကိုင်နေသူဖြစ်ပါက I work as a job title at company name ကျောင်းတက်နေသူဖြစ်ပါက I am a student at school or university name အိမ်တွင်နေထိုင်သူဖြစ်ပါက I am a housewife အိမ်ရှင်မသို့မဟုတ် I am a homemaker အိမ်တွင်တာဝန်ယူသူလို့ပြောရပါတယ်အလုပ်ကိုင်နေသူဖြစ်ပါက I work as an engineer at 3 stars construction company ကျွန်တော်က3 stars ဆောက်လုပ်ရေးကုမ္ပဏီမှာ engineer အဖြစ်အလုပ်လုပ်နေပါတယ်ကျောင်းတက်နေသူဖြစ်ပါက I am a second year student at Yangon University ကျွန်တော်ကရန်ကုန်တက္ကသိုလ်ကဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ပါတယ်အိမ်တွင်နေထိုင်နေသူဖြစ်ပါက I am a housewife ကျွန်မကအိမ်ရှင်မတစ်ယောက်ပါသို့မဟုတ် I am a homemaker ကျွန်မကအိမ်တွင်တာဝန်ယူသူတစ်ယောက်ပါ homemaker ဆိုသည်မှာပြင်ပမှာအလုံးမလုံးဖက်အိမ်မှာပဲနေပြီးအိမ်မှုကိစ္စများကိုစီမံခန့်ခွဲခြင်းမိသားစုဝင်များကိုစောင့်ရှောက်ခြင်းပြုလုပ်သူတဦးကိုဆိုလိုပါတယ် Add a little detail အချက်လက်အနည်းငယ်ထပ်ထည့်ခြင်းဒီနေရာမှာအချက်လက်လေးအနည်းငယ်ထပ်ထည့်ပေးရပါမယ်အလုပ်လုပ်ကိုင်နေသူဖြစ်ပါက I have been working there for 5 years ကျွန်တော်အဲ့ဒီမှာအလုပ်လုပ်နေတာ9နှစ်ကြာပါပြီကျောင်းတက်နေသူဖြစ်ပါက I am a second year student at Yangon University majoring in English ကျွန်တော်ကရန်ကုန်တက္ကသိုလ်မှာအင်္ဂလိပ်စာအဓိကဘာသာရပ်နဲ့တက်ရောက်နေတဲ့ဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ပါတယ်ဒီနေရာမှာကိုကအဓိကဘာသာရပ်ကသင်္ချာဆိုရင် majoring in mathematics physics ဆိုရင် majoring in physics စသည်ဖြင့်ထည့်ပေးရပါမယ်အိမ်တွင်နေထိုင်သူဖြစ်ပါက I am currently learning English ကျွန်မကလက်ရှိအင်္ဂလိပ်စာလေ့လာနေပါတယ်စသည်ဖြင့်ထပ်ထည့်ပြောနိုင်ပါတယ်ဒီနေရာမှာကိုက Chinese ဘာသာရပ်ကိုလေ့လာနေတဲ့သူဖြစ်ပါက I am currently learning Chinese ဂျပန်ဘာသာစကားကိုလေ့လာနေသူဖြစ်ပါက I am currently learning Japanese ကဲလေ့ကျင့်ကြည့်ကြအောင် I have been working there for 5 years I am a second year student at Yangon University majoring in English I am currently learning English ကဲပြောကြည့်ကြပါဦး Step 6 Personal details ကိုယ်ရေးကိုယ်တာချက်လက်များပြောပြခြင်းကိုတော့ next video how to introduce yourself in English part 2အပိုင်း1မှာအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ် Closing အဆုံးသတ်ခြင်းသစ်မိတ်ဆက်စကားကိုယဉ်ကျေးစွာအဆုံးသတ်ပါ Nice to meet you သင်ကိုတွေ့ရတာဝမ်းသာပါတယ် It's a pleasure to meet you သင်နဲ့တွေ့ရတာဝမ်းသာပါတယ်ကဲလေ့ကျင့်ကြည့်ကြအောင် Nice to meet you It's a pleasure to meet you ဒါကတော့သင်မိတ်ဆက်စကားပြောပြီးနောက်မှာနောက်ဆုံးပိတ်အနေနဲ့အဆုံးသတ်ပြောပြရမှာဖြစ်ပါတယ် 8 Summary Step 1 Greeting Hello Step 2 Name
I'm Dura. Step 3 age. I'm 28 years old. Step 4 location. I'm from Myanmar. I live in Yangon. I'm Burmese. Step 5 job. I work as an engineer at 3 Stars Construction Company. I have been working there for 5 years. မှာပြောတာကိုအရင်နားထောင်ကြည့်ပါဒီနေရာမှာ self introduction ကိုအပိုင်းတစ်ပိုင်းနဲ့ပြောပြသွားပါမယ် self introduction A ကတော့အတူပဲပြောနိုင်သူတွေအတွက်အတူကိုပထမဆုံးလေ့ကျင့်လို့ရအောင်ခွဲခြားထားပါတယ် self introduction A Hello I'm Dora I'm 38 years old I'm from Myanmar I live in Yangon I'm Burmese I work as an engineer at 3 Stars Construction Company. I have been working there for 5 years. Nice to meet you. ကဲလေ့ကျင့်ကြည့်ရအောင်ဒီနေရာမှာကိုယ့်ရဲ့နာမည်ကိုထည့်ပြီးတော့ကိုယ့်ရဲ့အသက်တွေကိုထည့်ပြီးတော့ကိုယ့်ရဲ့နေရာဒေသတွေလည်းထည့်ပြီးတော့မိမိကိုယ်ပိုင် self introduction ကိုစာအုပ်တုံးနဲ့ရေးပြီးလေ့ကျင့်နိုင်ပါတယ် Hello, I'm Dora. I'm 28 years old. I'm from Myanmar. I live in Yangon. I'm Burmese. I work as an engineer at 3 Stars Construction Company. Nice to meet you. ဒီဗီဒီယိုမှာသင်ယူခြင်းရဲ့အကျိုးကျေးဇူးများသင်စာအုပ်ထဲတွင်သင်အကြောင်းရေးသားပြီးထပ်တလဲလဲပြောဆိုလေ့ကျင့်ပါထို့နောက်စာအုပ်ကိုမကြည့်ပဲပြောဆိုကြည့်ပါထို့နောက်ထပ်တလဲလဲလေ့ကျင့်ခြင်းအပြင်အင်္ဂလိပ်ဘာသာစကားဖြင့်သင်ကိုယ်သင်မိတ်ဆက်ရာတွင်ပိုမိုယုံကြည်မှုရှိလာမည်ဖြစ်ပြီးအင်္ဂလိပ်ဘာသာစကားကိုလွယ်ကူချုံမွေးစွာဖြင့်သဘာဝကျကျပြောဆိုလာနိုင်တာကိုတွေ့ရပါလိမ့်မယ်အောက်က comment မှာကိုယ့်ရဲ့မိတ်ဆက်စကားလေးတွေကိုပြောပြပေးခဲ့ကြပါဦးဒီဗီဒီယိုသင်ကြိုက်တဲ့ဆိုရင်နောက်ထပ်အင်္ဂလိပ်စာသင်ခန်းစာများအတွက် subscribe လုပ်ရန်မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်